အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ဖတ်ပြပေးပါမယ်အဲ့တော့ဗာလဲဆို I am okay စာအုပ်ထဲကို define ထားတဲ့စာအုပ်ထဲခေါင်းစဉ်လေးပထမခေါင်းစဉ်လေးပဲပန်းတိုင်လေးတော့ထားပြေးပါတဲ့တချို့ကြတော့ပြေးနေတာပဲဘယ်လိုပြေးနေမှမသိပြေးတယ်မိကြီးတော့လေသူများပြေးလို့လိုက်ပြေးတာတဲ့ဘယ်ကိုသွားချင်တာလဲဘာပန်းတိုင်ရှိလဲတော့မသိကြဘူးပြေးရတူထက်ဆိုင်မပြေးတဲ့တူထက်ဆိုင်ရက်နေတဲ့တူထက်ဆိုင်တော့ရှိဖို့ရောက်တော့ဒါပေမဲ့ဘန်းတိုင်မရှိပဲပြေးနေတာလဲမောတာပဲအဖတ်တင်ပဲလေတည့်ရဲ့ဘန်းတိုင်နဲ့လိုရခီးကဘာမှမသိတော့ပြေးလဲဥတီချက်ပြုံးနေတာပါပဲဒါကြောင့်ဥတီချက်ဘန်းတိုင်လေးအရင်ချပြေးပါအစင်လဲနဲ့ဆိုတော့တင်လမ်းမပြောတော့ဘူးတခုအကြံပေးပါရစေတင်ပြေးဟာဘန်းတိုင်ရောက်ဖို့ဟာပထမဒုတိယလူဖို့မဖြစ်ပါစေနဲ့ပါတုတတွေကအတိကမကြပါဘူးအဓိကတင်ပြောရွှေရွှေနဲ့ပန်းတိုင်ဝန်နိုင်ဖို့ပါတချို့ကပြေးရဒါပေမဲ့လမ်းမကြီးတိုင်းပြေးနေတာလှုပ်ချင်တာတစ်ခုလုံးနေတာတစ်ခုဆိုသလိုပေါ့ဒါဆိုရင်တော့ stop ညလိုက်ပါတင်တော့မကြသေးပါဘူးဒီထက်အချိန်ကိုမခံပါနဲ့တင်သွားချင်တာစူးလေတင်စီနေတဲ့ဘတ်ကလိုင်းတရားသွားနေတာစင်ခလိုက်တော့ဝင်ရပြီးသားမှုမတင်ပြောနဲ့ဝေကနေရာတဲ့တင်ပြလိုက်ရတဲ့အချိန်တော့ပြန်မရတော့ရပါဒါကြောင့်ဘဝကိုဘတ်စကားပေါ်ကျုံသူတို့မလိုက်ပါနဲ့တေချာစဉ်းစားပါပြည့်နေတဲ့သူများကိုဘယ်လိုပြေးတာလဲတည်နေကြပါစေလမ်းမနေရင်နောက်ပြန်ဆိုပြီးကိုသွားမဲ့လမ်းပေါ်ပြန်ရပြီးပြေးတတ်ပါစေတချို့ကထပ်ပြောပြန်နေပြေးရဒါမဲ့သူများတွေဘန်းတိုင်ရောက်ပြီးကိုယ့်ရဲ့ဘန်းတိုင်နဲ့မရောက်လာတာဘာလို့လဲတဲ့ရှင်းလေးပါတင်ရဲ့ပြေးလာသူများတွေထက်ပိုခက်ခဲပြီးပြေးလန်းချနေလို့ပါမဟုတ်ရင်တင်အားဆိုင်ထုတ်မပြေးလို့ပေါ့တည့်ရဲ့ပြည်လန်းခက်ခဲတာကြမ်းတမ်းနေတာမျိုးကကြောက်စရာမဟုတ်ပါဘူးတင်ပိုရဲ့တွေ့ကြုံတင်ခန်းစာရရပြီးသူများတွေထက်ခံနိုင်ရင်ပိုရှိလာပြီးပြန်ထရပြေလို့တင်လဲကြလဲကြောက်စရာမဟုတ်တော့ဘူးလေနောက်ကြမှဘန်းတိုင်ဝယ်တာကိစ္စမရှိဘူးတင်အားစိတ်ထုတ်မပြေးမှသာကြောက်စရာပါဘာလို့လဲဆိုတော့တင်ပန်းတိုင်ကိုမရောက်နိုင်တော့မဲ့တခုထဲတော့ကြောင်ပြချက်ဖြစ်နေလို့ပါ